Hello အားလုံးပဲမင်္ဂလာပါကျွန်တော်နီးပညာဗီဒီယိုလေးနဲ့ပြန်လာပါပြီဒီတစ်ခေါက်တော့ဒါ trade through ကျွန်တော်တို့နီးပညာဗီဒီယိုတော့မဟုတ်ဘူးဗျာဒီခေါက်ကဘာပြောချင်မလဲဆိုတော့ကျွန်တော်တို့ဘာပြောချင်တယ်တော့ဖြစ်တယ်ဗျာဘာလေးပြသပေးမလဲဆိုတော့လို့ကျွန်တော်ပြောချင်တာဖြစ်ပါတယ်စကားပြောရနေလောသွားတော့ပါဆိုတော့ဘာလေးပြသပေးခြင်းလဲဆိုတော့ဒီတစ်ခေါက်ကတော့ကျွန်တော်တို့ TikTok သုံးတဲ့ညီကောင်မှတငယ်ချင်းတွေအတွက်ပေါ့နော် TikTok မှာကိုကြိုက်နေတဲ့သချင်းလေးတွေတွေ့ရဆိုလို့ရှိရင်ဒီသချင်းရဲ့နာမည်လေးကဘာလေးလဲသိချင်တယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးကျွန်တော်တို့ TikTok မှာကြည့်လို့ရမလဲဆိုတော့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့နောက်က background noise လေးပါခဲ့ရင်လည်း sorry ပါဆိုတော့ဒီခုကျွန်တော်ပြမဲ့နီလန်ကဗျာ TikTok မှာတွေးတဲ့သချင်းတိုင်းကိုနာမည်ကြည့်လို့ရတာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့တကယ် YouTube မှာလည်းရှိတဲ့သချင်းတွေကျွန်တော်တို့ဒီတပုံလုံးထွက်ရှိထားတဲ့သချင်းတွေဆိုလို့ရှိရင်တော့ကျွန်တော်တို့နာမည်တွေကိုဒါကြည့်လို့ရပါတယ်ကျွန်တော်သိရသလောက်တော့သချင်းတော်တော်များများရဲ့နာမည်တွေကိုကြည့်လို့ရတယ်ဗျာဟိုလိုမျိုးဥပမာတစ်ခုအနေနဲ့ဗာလဲတာမန်ပေါ့နော်ကျွန်တော်တို့ဟိုမထွက်သေးတဲ့သချင်းတွေပါဆိုရင်တော့ကြည့်လို့မရဘူးဒီတဘောလုံးထွက်ပြီးသားသချင်းတွေတကယ်ဟိုဆယ်လီပြီးတော့အဆိုတော်တွေဆိုထားတဲ့သချင်းတွေ YouTube မှာလည်းရှိတယ်ဆိုလို့ရှိရင်တော့ TikTok မှာလည်းနာမည်ကိုကြည့်လို့ရပါတယ်ဆိုတော့ဘယ်လိုကြည့်ရမလဲဆိုတော့ကျွန်တော်ပြရင်ပေါ့နော်အစီအစဉ်လေးမစခင်မှာကျွန်တော်ရဲ့ YouTube channel ကို subscribe နဲ့ဘေးနားက notification လေးနှိပ်ပေးထားခဲ့ဖို့မေတ္တာခံတောင်းဆိုချင်ပါတယ်ဒီဗီဒီယိုကတော့အချိန်ကြီးမဟုတ်ပါဘူးတော်တော်လေးပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော် TikTok ကိုသွားလိုက်ရင်ပေါ့နော်ကျွန်တော်ခုလက်ရှိကျွန်တော် TikTok ထဲဝင်လိုက်မယ်ဥပမာတစ်ခုအနေနဲ့ဒီသချင်းလေးကိုကျွန်တော်ကြိုက်တယ်ပဲထားလိုက်တော့ပေါ့နော်ဒီသချင်းရဲ့နာမည်ကိုသိချင်တယ်ဆိုရင်ဘာလို့နှိပ်လို့ရလဲဆိုရင်ဒီမှာဒီ original sound ဆိုတာကိုနှိပ်လိုက်ပေါ့နော် original sound ဆိုတာကိုနှိပ်လိုက်မယ်ဒီမှာပြီးရင်ဗီဒီယိုရန်သားလိုက်ပေါ့နော်အမှ video you sound လို့ပါရှိဒါလည်းကျတော့ထားလိုက်ရတယ်ကိုတချင်းနာမည်ပဲသိချင်တာဆိုလို့ရှိရင်ဒီ original sound ကိုနှိပ်ပြီးလို့ရှိရင်အောက်ကိုရန်သွားလိုက်သူမနဲ့အနာဂတ်ပေါ့နော်သူမနဲ့အနာဂတ်တဲ့သူမနဲ့အနာဂတ်ဘယ်လိုရရှာရင်ရတယ်သူမနဲ့အနာဂတ်အတူဆိုတာကတော့ပါသေးရပေါ့နော်သူမနဲ့အနာဂတ်ဆိုတဲ့သချင်းလေးဖြစ်ပါတယ်ဟုတ်မဟုတ်သိရအောင်ကျွန်တော်ဒါကိုမှာcopy ယူလိုက်မယ်ယူပြီးတော့ကျွန်တော် YouTube မှာသွားပြီးတော့ရှာကြည့်မယ်ပေါ့နော် YouTube မှာကျွန်တော်သွားပြီးရှာကြည့်လိုက်ပါမယ်ခင်ဗျာ search ကိုနိုင်လာမယ်ပြီးရင်ရှာလိုက်မယ်ပေါ့နော်ပြီးရင်တချင်းရှိလာကြည့်မယ်သူမနဲ့အနာဂတ် 1 2 ရှိရပါနောက်ကသူမနဲ့အနာဂတ်1ရယ်2ရယ်ရှိရယ်ပေါ့နော်ဒီသချင်းလေးဖြစ်ပါတယ်ကျွန်တော်နည်းနည်းဖွင့်ပြမယ်ဗျာ corporate တွေကလည်းကြောက်ရတယ်ဗျဒီချင်းပေါ့နော်စပြီဒါကသူမနဲ့နာက1 2 2ခုရှိရယ်တချင်းတော့တရားဖွင့်ပြလို့မရဘူးပေါ့နော်ဘာလို့ဆိုတော့ copyright တွေရှိနေတာဆိုတော့ဒီဗီဒီယိုမတင်ခင်မှာကျွန်တော် short video လေးတစ်ခုတင်လေးတယ်ဗျနည်း copyright ညှိပြီးတော့ပြုတ်သွားတာပေါ့လေဒါသူမနဲ့နာက2ကျွန်တော်ခုနယူခဲ့တဲ့ဟာပေါ့နော်ဒီချင်းဖြစ်ပါတယ်ဖွင့်တော့မပြတော့ပါဘူးခင်ဗျာဒီလိုမျိုးနည်းလမ်းနဲ့ဒါကို TikTok မှာတွေ့တဲ့သချင်းနာမည်လေးတွေကိုသိချင်နေဆိုရင်ရှာလို့ရပါတယ်ကျွန်တော်ပြန်ပြပြရမယ်ပေါ့နော် TikTok တဲ့TikTok ကြည့်နေရင်လည်းကိုကြက်တဲ့ချင်းတွေတွေ့ပြီဆိုလို့ရှိရင်ဒီ original sound ကိုနှိပ်ပြီးလို့ရှိရင်ဘေးနားမှာရန်သွားကြည့်ပေါ့နော်အမှသချင်းနာမည်လေးပေါ်နေရလေးရှိရဲဒါပေမဲ့သချင်းတိုင်းကိုတော့မပေါ်ဘူးရသေးလားကျွန်တော်သိရတော့တချင်းတိုင်းတော့ကြည့်လို့မရဘူးပေါ့နော်တကယ် YouTube မှာလည်းရှိရတဲ့တချင်းတွေတပေါ်လုံးလည်းထွက်ပြီးသားတချင်းတွေဆိုလို့ရှိရင်တော့ကြည့်လို့ရပါတယ်ဒါကြည့်ကြည့်မယ်ဗျာဒီချင်းရောက်ရှိလာကြည့်မယ်ဒီ original sound နဲ့ပေါ့နော် sound original sound နဲ့လားနေ့လည်းပြင်ရမ်းသွားကြည့်လိုက်ဒါမှ crash လို့ပေါ်တယ်ပေါ့နော်ရွှေထူးရဲ့ crash ရွှေထူးမဟုတ်ပါဘူး sorry ဇွဲပြည့်တင်တယ်ဇွဲပြည့်ရဲ့ crash ဖြစ်ပါတယ်ကျွန်တော်တချင်းနေလည်းမားနေဒီမှာ crash ဆိုပြီးတော့ပေါ်တယ်ဒါလည်း YouTube မှာရှာလို့ရတယ်ပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ပြပြပေးခဲ့တာကတော့ကို TikTok ကြည့်နေရင်လည်းကိုကြိုက်တဲ့သရှင်တွေ့ခဲ့ရင်ပေါ့နော်သရှင်နာမည်ကိုဘယ်လိုကြည့်လို့ရမလဲဆိုရဲအကြောင်းအရာလေးပဲဖြစ်ပါတယ်အားလုံးအတွက်အသုံးဝင်မယ်လို့ထင်ပါတယ်ခင်ဗျအားလုံးပဲ question နဲ့နေ့ရက်မြောင်ပါစနေကြပါစေနော်